မင်္ဂလာပါကျွန်တော်ဇာနီပါကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကကျွန်တော်တို့ဒီ portable linux လေးကိုအသုံးပြု portable linux software လေးကိုသင်ရဲ့ memory stick ထဲကိုထည့်ပြီးတော့ windows အသုံးပြုတဲ့နည်းလေးကိုပြပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုအပ်တဲ့ software ကို download ဆွဲဖို့အတွက်ထုံးစံတိုင်းပဲ Google search engine ကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Google search engine ကိုရောက်ပြီဆိုတာနဲ့ရိုက်ရမှာက SLAX ဆိုတဲ့ဥစ္စာကိုရိုက်ပြီးတော့ကျွန်တော်တို့ enter ခေါက်လိုက်ပါမယ်ထို့နောက်မှာတော့ကျွန်တော်တို့က download /linux ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့နှိပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီမှာသူကဘာသာစကားတွေအများကြီးရှိတဲ့နေရာမှာကျွန်တော်တို့ကဘာကိုရွေးချယ်မလဲဆိုရင် United States / United States English /English United States ဆိုတဲ့ဥစ္စာကိုနှိပ်ပြီးတော့ကျွန်တော်တို့က 32-bit zip ဆိုတဲ့ file လေးကိုကျွန်တော်တို့ click တစ်ချက်နှိပ်လိုက်ပါမယ်ထို့အခါမှာသူက download ဆွဲဖို့အတွက်ဖော်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ပုံမှန်အားဖြင့်တော့ကျွန်တော်တို့ download ဆွဲရမှာဖြစ်ပါတယ်ကျွန်တော်ကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် download မဆွဲတော့ဘူးအဲ့တော့ကျွန်တော် cancel လုပ်လိုက်ပါမယ် Okay အားလုံးကိုကျွန်တော်က download ဆွဲပြီးပြီလို့ယူဆလိုက်ပါပြီအဲ့တော့ကျွန်တော်တို့ download ဆွဲထားတဲ့ location ကိုကျွန်တော်တို့တနေရာသတ်မှတ်ထားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်တင်အသုံးပြုမဲ့ memory stick ကိုတွားမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကတင်ရဲ့ memory stick ကိုကျွန်တော်တို့ format ချရမှာဖြစ်ပါတယ်ဘာကြောင့် format ချရလဲဆိုရင် data clear ဖြစ်အောင်လို့အဲ့တော့ကျွန်တော်တို့ပုံမှန်တိုင်းရိုးရိုးလေးပဲ right click ထောက်တယ် format နှိပ်တယ်ပြီးတော့ရင် file system မှာဘာလုပ်ရမလဲဆိုရင် FAT32.4 ဖြစ်ရမှာဖြစ်ပါတယ်ပြီးတော့ရင် quit format ပြီး step ဆိုပြီးတော့နှိပ်လိုက်ပါမယ်ဒီနေရာမှာသူကဘာပြောသလဲဆိုရင်မင်းဒီဟာကို format ချမယ်ဆိုရင်ဒီတဲ့ data တွေအားလုံးပြတ်သွားမှာเนาะအဲ့တော့မင်းကျင်းသေးတာမကျင်းသေးဘူးလားဆိုပြီးတော့သူကမေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတကယ် data ကို format ချမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ okay နှိပ်လိုက်ပါမယ်ဒါဆိုရင်သူက format ချနေမှာဖြစ်ပါတယ်Okay format complete ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့က okay နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ close နှိပ်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ကဒီကောင်းကိုလည်းပိတ်လိုက်ပါမယ်ခုနကကျွန်တော်တို့ download ဆွဲထားတဲ့ file ကိုကျွန်တော်တို့ download ဆွဲထားတဲ့ file က /english ဆိုတဲ့ file ကိုကျွန်တော်တို့ right click ထောက်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့က extract file ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နှိပ်လိုက်ပါမယ်ထို့အခါမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့ file ဖြီးမဲ့နေရာကိုကျွန်တော်တို့သတ်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ file ဖြီးထဲမဲ့နေရာကကျွန်တော်ရဲ့ drive letter က username f ဆိုတဲ့ username f colon ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ select ပေးလိုက်ပါတယ်ပြီးတော့ရင်ကျွန်တော်တို့က okay နှိပ်လိုက်ပါမယ်ဒါဆိုရင်သူက extract လုပ်နေပါပြီfile size ကတော့သူက200 MB ပဲရှိတယ်ဗျ Okay extract ပြီးသွားပြီဆိုရင်ကျွန်တော်တို့က my computer ကိုဖွင့်လိုက်ပါမယ်ဖွင့်ပြီးရတဲ့တင်ခုနကဖြည့်ထည့်ထားတဲ့တင်ရဲ့ stick ကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့က select ဆိုတဲ့ folder ကိုဝင်လိုက်မှာဖြစ်ပါတယ်ပြီးအပေါ်ဆုံးက boot ဆိုတဲ့ folder ကိုထပ်ဝင်ပါမယ်အပေါ်ဆုံးမှာပဲ boot bootdinst.bat ဆိုတဲ့ bat file လေးကိုကျွန်တော်တို့ double click နှိပ်ပြီးတော့ run လိုက်ပါမယ်ဒါဆိုရင်သူက command line interface ကိုပေါ်လာမှာဖြစ်ပါတယ်ဒီဘိုင်းကသူကလိုအပ်တဲ့ data တွေကိုသူကဖြည့်ထည့်နေတာဖြစ်ပါတယ်ဒါဆိုရင်သူကဒီ F column အတွက် boot recording လုပ်နေတာပြီးသွားပြီ installation finish ဆိုတဲ့ဥစ္စာကိုပေါ်ပြတာဖြစ်ပါတယ်ပြီးသွားရင် press any key ဆိုတာကိုသူကပေါ်ပြတဲ့အခါမှာကျွန်တော်တို့က keyboard ကနေပြီးတော့ enter ခေါက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ memory stick ကိုကျွန်တော်တို့ဒီ portable linux လေးထည့်ပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ဒီဟာကိုကျွန်တော်တို့စက်ကို restart ချလိုက်ပါမယ်Okay restart ချလိုက်ပြီဆိုတော့လည်းကျွန်တော်တို့ကအရင်ဆုံးဘာထပ်လို့ရမလဲဆိုရင် BIOS setting တွေကိုဝင်ရမှာဖြစ်ပါတယ်အဲ့တော့ BIOS setting တွေကိုဝင်ဖို့အတွက်ကျွန်တော်ရဲ့ laptop မှာကကျွန်တော်ရဲ့ဒီ default BIOS setting ကိုဝင်ဖို့အတွက် default key ကကျွန်တော်တို့ F10 ကျွန်တော်စီမှာက F10 key ကိုနှိပ်ရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်က F10 key ကိုတစ်ချက်နှိပ်ထားလိုက်တယ်ဒါဆိုရင် BIOS screen ကိုရောက်လာတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့က BIOS screen မှာကျွန်တော်တို့ system configuration ကိုဝင်မှာဖြစ်ပါတယ်ပြီး
ပြီးသွားရင် boot option ကိုကျွန်တော်သွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က boot order ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့ရွေးမှာဖြစ်ပါတယ်ပုံမှန် desktop မှာဆိုရင်သူကဘာနဲ့ဖော်ပြပုံမှန် motherboard တွေမှာဆိုရင်သူကဘာနဲ့ဖော်ပြလဲဆိုရင်သူကဒီ system configuration အောက်မှာ system configuration အောက်က boot order option အောက်ထဲမှာသူကဘာဖော်ပြမလဲဆိုရင် first boot device second boot device third boot device ဆိုပြီးတော့ဖော်ပြပေးတယ်ဗျlaptop မှာကသူကဒီ first boot second boot third boot စသဖြင့်အဲ့လိုမဖော်ပြဘဲနဲ့အပေါ်ဆုံးဥစ္စာက first boot ဖြစ်တယ်ဒုတိယ second third စသဖြင့်အဲ့လိုမျိုးဖော်ပြပေးတယ်အဲ့တော့ကျွန်တော်ကြားတဲ့တစ်ခုပြောချင်သေးတယ်ဗျဘာလဲဆိုရင်ကျွန်တော်ဒီ laptop user တွေပေါ့နော်ဘယ်လိုလုပ်ထားတဲ့လဲဆိုရင်ဒီ first boot device မှာကျွန်တော်တို့က CD-ROM device ကိုကျွန်တော်တို့ default အနေနဲ့ထားပေးတာပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့ system error တက်သွားတဲ့ဒီ BIOS တဲ့ကိုလည်းဝင်လို့မရတော့ဝင်လို့မလွယ်တော့ဘူးဆိုတဲ့ခါမျိုးကြာရင်ကျွန်တော်က error ရှင်းရတယ်တိုင်ပတ်တယ်ဗျဒီ service သမားအတွက်ပေါ့နော်အဲ့တော့ကျွန်တော်ကဘာကိုထားတဲ့လဲဆိုရင် first boot device မှာ CD-ROM drive ကို drive letter ကိုကျွန်တော်ရွေးထားပြီးမှဖြစ်ပါတယ်အဲ့တော့ second boot device မှာကတော့ကျွန်တော်က internal hard disk ကိုကျွန်တော်ရွေးပေးထားတာဖြစ်ရွေးပေးထား default တိုင်းရွေးပေးထားရတာပေါ့နော်ဒါပေမဲ့အခုကျွန်တော်ကဘာကိုရွေးမလဲဆိုတော့ second boot device မှာကျွန်တော်က USB stick ကိုရွေးမှဖြစ်တော့ကြမှာကျွန်တော်ကဒီမှာ first boot device မှာတော့ဟုတ်ပြီ internal CD-ROM drive ကိုကျွန်တော်ကရွေးပေးထားတယ် second boot device မှာကျွန်တော်က USB hard disk ကိုရွေးပေးထားပါတယ်အဲ့တော့ဒီ setting တိုင်းရပြီဆိုတော့ကျွန်တော်က keyboard ကနေ F10 နှိပ်လိုက်ပါ F10 ရဲ့သင်္ကေတက save and exit ဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ yes နှိပ်လိုက်ပါမယ်ဒါဆိုရင်သူက post တက်လာပြီဆိုတဲ့ခါကျရင် select ဆိုတဲ့ဥစ္စာကိုသူစဝင်ပြီဖြစ်ပါတယ်Okay ဒါဆိုရင်သူကလိုအပ်တဲ့အပိုင်းတွေကိုသူ installation လုပ်နေတာဖြစ်ပါတယ်ဒါကပထမအဆင့်ဖြစ်ပါတယ်ဒါကတော့ဒုတိယအဆင့် kernel mode တွေကိုဝင်တဲ့ပိုင်းဖြစ်ပါတယ် Linux သမားတွေကတော့ပို့ပြီးတော့ကျိတ်သိမှာပေါ့ကျွန်တော်ကတော့ Linux ကိုအဲ့လောက်ကြီးကျင်းကျင်းမရှိခဲ့ဘူး။ဒါဆိုတင်တန်းမှာတင်တန်းကြောင်းတက်တော့ကလည်းဒီ Linux အချိန်ပုံမှုမြော့လဲပုံမှုမြော့လဲတင်တဲ့ချိန်ဆိုကျွန်တော်အပတ်ပြေးတာများတယ်ဗျာ။ဒီဘက်မှာတော့သူကနည်းနည်းလေးကြာလိုက်မယ်။ဘာလို့လဲဆိုတော့ဒီပထမအဆုံး configuration လုပ်ထားတဲ့ operation system အသေးလေးတစ်ခုကိုသူက loading ဆွဲတဲ့အတွက်ကြောင့်မလို့သူကအနေနဲ့များတော့အချိန်နဲ့ငယ်ကြာတယ်ဗျာOkay ဒါဆိုရင်သူက appear screen ဖြစ်နေပါပြီ Okay ဒါဆိုရင်ကျွန်တော်တို့က portable Linux တွေကစပြီးတော့အလုပ်လုပ်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာကြောင့်ဒီဟာကိုသုံးရတယ်လဲဘာကြောင့်ဒီဟာကိုသုံးရတယ်လဲဆိုရင်ကျွန်တော်တို့ကပုံမှန်ဒီ system တစ်ခုမှာပေါ့နော် error တက်သွားတယ် virus ကြောင့် Windows မတက်နိုင်တော့ဘူး safe mode ထဲကလည်းဝင်လို့မရတော့ဘူးဆိုတဲ့ခါမျိုးကြာရင်ကျွန်တော်တို့ကဒီလိုနည်းကိုအသုံးပြုရဖြစ်ပါတယ်သင် memory stick ထဲမှာဒီလို portable Linux လေးကိုထည့်ထားတယ်ပြီးရင်ဒီ stick နဲ့ boot တက်လိုက်တယ် boot တက်ပြီးတာနဲ့ကျွန်တော်တို့ကဒီ virus ချိတဲ့နေရာလေးတွေကိုကျွန်တော်တို့သွားရှာပြီးတော့ကျွန်တော်တို့ဒီ virus file တွေကိုကျွန်တော်တို့ဖြတ်ပစ်လို့ရအောင်သုံးတဲ့နည်းလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာတစ်ခုပြောချင်တာကကျွန်တော်တို့ဒီ Windows ရဲ့ step version step button လို့ပဲသူ့မှာလည်းဒီ application launcher button လေးတစ်ခုရှိတယ်အဲ့ကောင်လေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်တို့က computer ဆိုတဲ့သင်္ကေတတွေကိုဝင်မယ်ပြီးရင်ကျွန်တော်တို့ကလက်ရှိဒီကျွန်တော်ရဲ့ဒီ stick run နေတဲ့ stick ကိုပဲကျွန်တော်တို့ click ထောက်လိုက်ပါမယ်ဒါဆိုရင်သူက data partition တွေရှိတဲ့အပိုင်းကိုပြပြပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဘက်ချမ်းမှာဒါဒီအပိုင်းမှာဆိုရင်ကျွန်တော်က hard disk မှာ partition ပိုင်းထားတဲ့အပိုင်းပေါ့နော်အဲ့ဒီပိုင်းတွေကိုသူကဖော်ပြပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ဒါဆိုရင်တခြား data ပိုင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီဟာကပါလဲဆိုရင်ကျွန်တော်တို့ဒီ system column ပေါ့နော် C partition ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဆိုပါလို့ဒီကောင်က virus ဆိုပါလို့အဲ့တော့ကျွန်တော်တို့ကဒီ folder လေးကိုဖြတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကို click ထောက်လိုက်တယ်ပြီးရင် shift delete နဲ့ပုံမှန် delete ဖြတ်သလိုပဲနှိပ်လိုက်မှာဖြစ်ပါတယ်အလားတူပဲတင်းရဲ့ဒါပေမဲ့တင်းက virus file တွေကိုဖြတ်မယ်ဆိုရင် virus ရှိတဲ့နေရာတွေကိုတင်းတိမှဖြစ်မှာပေါ့နော်အဲ့တော့အဲ့လိုမျိုး virus ရှိတဲ့နေရာလေးတိပြီးအဲ့လိုဒီ online ကနေလည်းကိုကဒီ virus အမျိုးအစားဘယ်နေရာတွေမှာရှိတတ်တယ်လဲဘယ် share file တွေမှာဘယ်လိုမျိုးတွေသူကအလုပ်လုပ်တယ်ဆိုတော့တင်းကတိပြီးဆိုရင်အလွယ်တကူဖြတ်လို့ရပါတယ်အဲ့တော့ဒါကဖြတ်တဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာအရင်ကျွန်တော်တို့ဒီ Slack ဒီရှင်ဘာရှင်းမှာတော့ internet သုံးဖို့အတွက်တိတ်အဆင်မပြေဘူးဗျသုံးလို့မရဘူးပေါ့ရတယ်အဆင်မပြေဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်သူက default အနေနဲ့ Mozilla Firefox ကိုသူက default သွင်းထားပြီးသားဖြစ်တယ်ဗျအဲ့တော့ဒီမှာတစ်ခုလိုအပ်တာကပါလဲဆိုရင်ကျွန်တော်တို့ပုံမှန်ဒီမှာပုံမှန်တိုင်းလေးပဲပေါ့နော်ကျွန်တော်တို့ဒီ network
လုပ်ဖို့အတွက်ကိုကျွန်တော်တို့က deploy interface not connected ဖြစ်နေတဲ့အတွက်ကျွန်တော်တို့က network connection ကို connect လုပ်အောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က double click နှိပ်လိုက်ပါတယ်ပြီးတော့လည်းကျွန်တော်တို့ကဒါကတော့ကျွန်တော်ရဲ့ router name ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က password ကိုကျွန်တော်စီက password ကိုပေးလိုက်ပါတယ်ပြီးတော့လည်းကျွန်တော်တို့က okay နှိပ်လိုက်ပါတယ်ဒါဆိုရင်ဒီနေရာလေးမှာကျွန်တော်တို့ကခုနသင်္ကေတအနီလေးပို့တော့မယ်နဲ့ connect ဖြစ်သွားပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်ကျွန်တော်တို့ browsing လုပ်မယ်ဆိုလဲကျွန်တော်တို့ browsing လုပ်ဖို့အတွက်အကုန်လုံးအဆင်ပြေပါတယ်အဲ့တော့ဒီနည်းလေးကဘာလို့ကျွန်တော်အဓိကဆိုလိုချင်တာလဲဆိုရင်ကျွန်တော်တို့ဒီ portable အနေနဲ့ပေါ့နော်ဒီကောင်ကျွန်တော်ဘယ်လောက်ထိဆန်းမှုလဲဆိုရင် laptop မှာ hard disk မရှိပေမဲ့ laptop မှာ hard disk ထုတ်ထားပြီးတော့ဒီဟာလေးနဲ့ကျွန်တော်တို့ဖွင့်ပြီးတော့တချင်သားထောင်လို့ရတဲ့အပိုင်းတွေပါတယ်ကျွန်တော်လုပ်လို့အဲ့လောက်ထိလုပ်လို့ရတယ်ဗျာသုံးတက်ရင်တော့တော်တော်အဆင်ပြေတယ်ဗျာအဲ့တော့သင်တို့လည်းခင်ဗျားတို့လည်းဒီအဆင်ပြေအောင်ကြည့်တာသုံးပါနော်အဲ့တော့ကျွန်တော်တို့ shutdown ချတဲ့အပိုင်းကိုပြန်ပြောမှာဖြစ်ပါတယ်အဲ့တော့ shutdown ချမယ်ဆိုရင်ကျွန်တော်တို့က desktop ပေါ်မှာပဲ right click ထောက်တယ်ပြီးရင် leave ဆိုတဲ့ဥစ္စာကိုကျွန်တော်တို့နှိပ်လိုက်ပါတယ်ပြီးသွားရင်ကျွန်တော်တို့က ပေါ်လာတဲ့မှာ turn off computer ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့ရွေးပြလိုက်မှာဖြစ်ပါတယ်ဒါဆိုရင်သူကဒီ Linux OS ကို shutdown စချနေပါပြီ Windows တက်လာတော့ဒီ operation system တက်လာတော့အတိုင်းပဲဒီ operation system ကိုပြန်ပြီး shutdown လုပ်တဲ့အခါမှာသူ့ရဲ့ code တွေကိုအစဆုံးဖော်ပြပေးတာဖြစ်ပါတယ်ကဲအားလုံးပဲအဆင်ပြေပါစေခင်ဗျာ